အားလုံးမင်္ဂလာနဲ့ခင်ဗျာခင်ဗျာဒီနေ့ကျွန်တော်တို့စပိတ်ပြီးကတော့ပန်းပြတောင်ဘက်ကိုဖြစ်ပါတယ်ချိန်ရတော့9:29နှစ်စိမ့်ပန်းကြံလာမှာပါဗျာကျွန်တော်တို့ညီကိုအကိုကြီးကျွန်းရယ်ဖြိုးဝေအောင်ရယ်ကိုလင်းရယ်3 ယောက်သွားကြမှာဖြစ်ပါတယ်ကိုဖြိုးဝေအောင်ဈေးဥပသွားပါပြီမင်္ဂလာကန်တော်ပေါ့ရမ်းတာရပါတယ်ဘိုက်ဖြည့်လိုက်အောင်မယ်ခိုင်ကြော်မှာအရန်နေဝေးသွားပြီအရန်နေဝေးသွားလို့အားဖြည့်လိုက်အောင်မယ်ခုထောက်ကြံကျွန်တော်တို့အခုမှထောက်ကြံလမ်းဆောင်ပဲရှိပါသေးတယ်မနက်စာစားတာလည်းနည်းနည်းစကားကောင်းတော့ကြာသွားတာဟိုကတော့ခိုးထီတော့မမိသေးဘူးကျွန်တော်တို့လမ်းမှာတော့ရေရတော့ရွှဲနေတာပဲကိုကျွန်းနဲ့ကိုဖြိုးဝေးအောင်စောင်းလာကြတဲ့ညီကိုတွေပါကျွန်တော်တို့မော်ဘီဒုတိယဆိုင်းဘုတ်ကိုတော့ရောက်ပါပြီWelcome မော်ဘီလေးလုံးနဲ့မိုးကတော့ရွာနေတာမပြီးသေးဘူးဘယ်လောက်ထိရွာအောင်လဲမသိဘူးကားပရိလို့ခိုင်းတာဒီလိုလည်းဒီလိုလည်းပရိဟုတ်လားတိုင်းတစ်ပိုင်းမှာခဏဝင်လာတာမိုးဖဲအောင်စောင့်နေတာမိုးကမဆဲတော့မထူးတော့ဘူးဆိုပြီးတော့ပဲအခုထွက်ခီးဆက်လိုက်တယ်ပေါ့ဗျာလမ်းကတော့မှလေကြီး16ကွန်ကရစ်လမ်းပေါ်ရေတောင်တင်နေပြီမိုးဘလောက်များလဲမများလဲအထမ်းမှရှိရအထဲကိုဝင်ရတာခွန်နဲ့ချောင်းစံပြကြေးရွာလားမိုးကတော့ရွာကောင်းသေးပဲပန်းတပွဲတောင်လမ်းခွဲရောက်ပါပြီကျွန်တော်တို့ကတော့ထည့်သွားမှာဖြစ်ပါတယ်ပန်းတပွဲတောင်ကတော့ဒီလမ်းအတိုင်းသွားရရင်ရောက်ပါတယ်ခင်ဗျာကျွန်တော်ညီကိုတွေလည်းကြက်စုပ်လေး3 កောင်ပါခုလောလောဆယ်မှာတော့ဝက်စုပ်ဘီယာစုပ်ဗျာလားဆိုလဲတဖန်ချင်းတစ်ဖြက်ဒီကမဟုတ်ပဲနော်ဟိုတော့ပေါ်ပြီးလမ်းတလမ်းဟုတ်တယ်အပေါက်ဝါကြီးတွေ့ရကိုလည်းတစ်ခါမှတော့မသွားဘူးအဲ့ကရောက်အခုဘေးဆုံးငါဘေးမှာတော့တော့သေးတာပေါ့ဟိုမှာလေးဟိုဖျားရဲ့ချီရင်းမှာ
ဒီနားတွေကြတော့တော့ကနည်းနည်းရိုက်ထားတယ်ဒါတော့ဟိုကလေဖူးကြီးစိတ် area လို့တော့စိုင်းဘုတ်တွေတွေ့ပါတယ်စပိန်လည်းနင်းလို့အရင်ကောင်းပါတယ်နင်းတဲ့အတိုင်းပါပဲဖမ်းမင်းတွေလည်းတွေ့ပါတယ်ပေါက်တော့ပါအောင်မယ်ကျိုးယူဆယ်မှာအမှတ်တရရိုက်ပါမယ်ခေါ်တကုန်းလေးထုတ်ပါမယ်အင်္ဂလန်ဘယ်လိုပြောသွားပြီအာဂျင်တီးနားဘယ်လိုပြောနည်းဘောင်းမွေးကွာဘေးပဲကွာရောက်ပါနေရာရောက်ရင်တော့မရိုက်မဖြစ်နေရပါဗျာပေးဘိန်းပေးတာလူရအောင်ကောင်းလားကောင်းပါတယ်ဖူးကြီးစေအပေါ်စီကမိမတော့လားအဲ့ပြောရဲလားမိမကတော့အလှဆုံးပါဗျာကဘာပေါ်မှာအလဲတကွက်မသိတော့ဖေးအောင်နေကြတယ်ဟေးဘောမသိတော့မတော်ဘူးဒီတော့ကြောက် Mr. Buffalo hello I see Buffalo soldier Mr. ကျွေးနဲ့ဓာတ်ပုံရိုက်မယ်ကျွန်တော်ကိုကြီးပါကွီးချွန်ပါကျွေးရောကျွန်တော်တို့ခရမ်းချင်းဆက်လမ်းအမှတ်1တဲ့ဖောင်ကြီးလမ်းပိုင်းအဲ့ဒီလမ်းမကြီးကိုကျွန်တော်တို့ကထဲဖြတ်မှာပါလှိုင်ရုံးမှာ trail runနေလို့ကတော့ရှယ်ကောင်းဗျာကားလည်းမရှိဘူးဆိုင်ကယ်လည်းမတွေ့ဘူးလူစက်တော့ပြက်တယ်အသွားလာတော့ပြက်တယ်ဘိန်းကောင်းမှတော့ရမယ်ပိုဆေးဖြစ်တာပေါ့လေအဖော်ရှင်းတော့လည်းအေးဆေးပါကဲနေလိုက်ပါအောင်မယ်မနေဟိုးအမလေးစင်ချီးပုံကြီးတွေလေဘာညာနေကြကွာစီးတော့ဆရာကြီးတွေနဲ့ထဲတွေ့တာပဲကွာဆရာကြီးတွေနဲ့ထဲတွေ့ပြီငါကြောက်တယ်မဆနဲ့တော့ငါ့ကိုငါ့ကိုမကြောက်ဘူးများထင်နေလား
ကျွဲသေးလေးတို့ရေဟယ်လိုကျွဲသေးလေးတို့ရေကျွန်တော်မပြတော့လမ်းခွဲတော့ရောက်ပါပြီကန်တာယာကြီးကြားချောင်းကျော်ရောက်ပါပြီရွာကြီးကိုကြော်ပြီးရင်တော့ကြာတော့ပါဘူးမှန်ပြတော့လမ်းကွယ်တွေ့ရတော့ပါကျွန်တော်တရားဒုတိယအကြိမ်မြောက်ပါတော့ဒီနှစ်ထဲမှာ2026ထဲမှာပထမတစ်ကြိမ်အသိမကြသေးဘူးဗျအဲဒီတော့စိုက်ကလင်းရေးဆက်ပြီးနဲ့ကိုဟန်တင်ရဲ့ချန်နယ်နေလင်းဘလောကနေလင်းပေါ့နော်သူတို့ခေါ်လို့ရောက်ပြီးသွားပြီပေါ့နော်တိတ်ကြသေးပြီးလာပိုင်းလောက်ပဲရှိသေးတယ်ဒါကအခုဒုတိယအကြိမ်တနင်းတာပဲဒီဘက်ပေါ့ဒီဘက်ရောက်တော့ဇာတိဥလေးကတော့မစိုးမိုက်သွားတယ်ငိုးလည်းတိတ်သွားတယ်ရောင်းလေဒါစီစိတ်ရဖူးစိတ်ရရိုးပေါ့ဗီတာမင်စီဒါစီမဟုတ်လားဟုတ်တယ်ဘာလျှောက်ပြောဗီတာမင်စီအီးလားဟာကိုယ်ကခောက်ကြည့်တာဟုတ်တယ်အချင်းပါလာဟုတ်သူကအချင်းတက်အချင်းပါမပါအချက်ကိုဒီကောဗီတာမင်စီတပါလေးလေဟင်းချက်တယ်စစ်ရိုးဒါလေးကဘယ်လိုရောင်းလဲမကြီး900မြင့်ကြတော့ရောက်တော့မှာတပုံတစ်ထားရောက်တော့မှာတပုံတက်တက်ဒီရင်လေးကကလေးလေးရောင်းတာပါတပွဲဆိုရောက်ပြီလေဒီအစင်းဆိုရောက်ပြီလေအစင်းရရင်ကိုယ်လိုက်ရတော့ညနေခါမှာခုနမကလာသေးဝင်နဲ့ကားတစ်သိန်းကိုမေးလိုက်တာတော့စက်ညံ့တာပဲတောင်းပေါ်မှာရဒီကားချက်ကြီးကပြောစရာကြီးပေါ့နော်我以前的我们。ရောက်လဲအလွတ်တမရောက်ဘူးလားဟိုဆိုင်မုတ်ထီလောက်ဟိုတစ်ခေါက်ကရောက်တယ်ဟုတ်တယ်ဈေးသက်တွေတက်ရတော့ပါဘူးဒီဟိုအရှိရ Honda Fit နားလောက်ဆိုကိုကျင်တတ်တယ်အဲ့လောက်ဆိုဇွတ်တွေကျင်တတ်လိုက်ပြီကောကျွန်တော်ထပ်ထပ်ပဲအေးပါအဲ့လိုမျိုးအချိန်မပါလို့ရှိရင်ကိုထိုးရတယ်ကုန်ပြီဟာ12ချက်ကုန်ပြီ
ထောင်းထောင်းပါတောင်းရှုခင်းဆေးဆိုင်နေကြည့်ပါဦးမြင်းလက်ပြလိုက်သလိုပဲနော်ချင်းနေကောင်းပါတွန်းမိတက်သွားဒီကောင်ကောင်းပါရအထက်ကပြဿနာမျိုးမောရုံဆင်းရနေရခြေကန်စင်းနေရတယ်ဟုတ်တယ်တော်တော်ကူတို့ကလီယာတော့တန်နိုင်တယ်ဗျာဟိုကုန်းပြီလေဒီမှာဆုံးစိုက်မွေးဆုံးဒါဒီမှန်ပြတောင်ကစီးရဲလေချောင်းတမန်ပိတ်တာဟိုဘက်မှာမြင်းမို့တောင်ဆိုတာစီးတယ်ဒီတောင်နဲ့မြင်းဒါမှလမ်းမပေါက်ပဲတော်လမ်းပဲရှိပေါ်တော့ဒီဖရားထိတ်ဆုံးပဲဒါတော့ view point နေရာလူနေရတယ်ပြုတ်ခဲ့ပါတယ်အောက်ကဆိုင်ပေါ့
သွားသတိရအောင်ရေကောင်းတောင်ကသွားသတိရရေကောင်းတောင်ဘော်ဒင်ကုန်းလမ်းတော့သွားသတိရမှန်ပြတော့ပြန်ဆင်းနေပါပြီလူအရန်စိတ်ရောလဲတိတ်အေးစေးနေပြတော့ဘောနော်တောင်ပေါ်မှာမြင်တဲ့အတိုင်းပဲညာရေးလောက်တမန်သွားအောင်မလား ဒီကဆယ်လုံးပြသွားတယ်ဆယ်လုံးပြမှာအမှပြသွားမှာယူစူပိုက်တွေကောင်းတယ်အုတ်ထုတ်တွေလည်းလေ ဟုတ်ကဲ့ခင်ဗျဟုတ်ကဲ့ ဟုတ်ကဲ့ဟုတ်တော့လမ်းနဲ့တော့ အဝေးကြီးပဲနော် တယ်ဘာလို့ဒါမှဆယ်လုံးပြသွားတော့ဆယ်လုံးယူရထူးတယ်ဟာဘုရားဆယ်ရလည်းပြောင်းနေတယ်ရေတော့ကျိုးလို့ဆယ်မုန်းလေးဒီတော့သွားကြည့်လိုက်မယ်ကိုကြီးဟုတ်ဗီဒီယိုခုနားဆောင်မလို့ဒီကအဝါကြီးဖြစ်ဒီနားလောက်ကဘုရားရင်တော့ကျွန်တော်တို့ဖမ်းပြတော့လမ်းကွယ်ကန်းသားရကျေးရွာလမ်းကွယ်ကိုပြန်ပြီးတော့ရောက်ရှိနေပါပြီဗျာကျွန်တော်တို့၃ယောက်နေတဲ့ကစားဖို့တော့တိုက်ချင်းမျိုးတွေကိုခြိတက်နေတာဖြစ်ပါတယ်နေလေသာစားပြီးရင်တော့ကျွန်တော်တို့ရန်ကုန်ကိုငကုံမူလားလမ်းဟောင်းအတိုင်းပဲနင်းပြီးတော့ပြန်ပါပါကျွန်တော်တို့စိုက်ပြီးမြို့အဝင်ဝင်းစတာအဲ့ဒီမှာနေလေသာစားပါမယ်ပြီးရင်ကျန်ကုန်နင်းပြီးတော့အိမ်ပြန်มาတော့မယ်အဲ့ဒါကြောင့်ဒီကနေတော့ဆက်ခွင့်ပြုပါအားလုံးဘိုင်းဘိုင်း